မက်လ၄ရက်နေ့1999ခုနှစ်မှာယူဆိုတဲ့နာမည်နဲ့ယူကွန်ပျူတာဆိုတဲ့သင်တန်းကျောင်းလေးစတင်ဖွင့်လှစ်ခဲ့တယ်။အဲ့ဒီမှာတစ်ဆင့်ကျွန်တော်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေ IT နည်းပညာတွေဖွံ့ဖြိုးတိုးတက်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်တို့ဆရာဦးဇော်လင်းယူပေါ့အခုချိန်မှာတော့ဒေါက်တာဇော်လင်းကနေမှတစ်ဆင့်တဖြည်းဖြည်းနဲ့ upgrade လုပ်လာခဲ့တာ U Training Center U Computer Company Limited ဒီကနေမှတစ်ဆင့် U International College အဆင့်ထိရောက်ရှိလာတယ်။အဲ့တော့အဲ့ဒီနောက်ပိုင်းမှာတော့ဆရာအနေနဲ့က U International College ကိုလည်းကျွန်တော်လုပ်ချင်တယ်လို့ကျွန်တော်တို့ short course အနေနဲ့အချိန်တိုအတွင်းမှာလုပ်ငန်းခွင်ဝင်တဲ့ course တွေကိုလည်းဆရာအနေနဲ့ဖွင့်လှစ်ခြင်းနဲ့ဒီအတွက်ကြောင့် U International College YIC ဆိုတာနဲ့ကျွန်တော် U Training Center ဆိုတဲ့ဟာကိုနှစ်မျိုး꿰လာတယ်။အကုန်လုံးကတော့ U ပါပဲနော်။ကျွန်တော်1998ခုနှစ်မတ်လ4ရက်နေ့မှာဖွင့်လှစ်ခဲ့တဲ့ဒေါက်တာဇော်လင်းတည်ထောင်ခဲ့တဲ့ကျောင်းတွေပဲဖြစ်ပါတယ်။အဲ့တော့နှစ်ခုရွေးချယ်လို့ရပါတယ်။ U International College YNC ကတော့ Higher National Diploma UK Diploma နဲ့ပတ်သက်တဲ့ IGCSE နဲ့ပတ်သက်တဲ့ course တွေကိုဖွင့်လှစ်တာဖြစ်ပြီးတော့ကျွန်တော်တို့ U Training Center ဆိုတဲ့ course ကတော့ဆရာဟိုးအရင်တုန်းကအရန်ကိုနှစ်သက်ခဲ့တဲ့ A+D NE တွေ CCN တွေကိုသင်ကြားတာဖြစ်ပါတယ်။ဒီနေ့ကမှာတော့ခင်းတဲ့အညီပြောင်းလဲလာတဲ့နေရာကျွန်တော်တို့ A+ က SND ဖြစ်လာတယ်။နောက်တစ်ခုက NE က Advanced Network Engineer ENE ဆိုတာဖြစ်လာတယ်။ CCN တွေတော့ရှိတယ်။ဒါအပြင်တခြား course တွေရှိပါသေးတယ်။အဲ့တော့ SND ENE CCN တွေသုံးခုတာတက်မယ်ဆိုရင်သေချာပေါက်အလုပ်ရတယ်။တစ်ခုတော့ရှိတယ်။စာသင်နေစဉ်အတွင်းမှာအာယုံစိုက်ပြီးတော့အာယုံစိုက်တယ်ဆိုတာအရန်ကြီးကိုတကယ်ကိုတရားထိုင်လို့စူးစိုက်ပြီးတော့မလုပ်မချက်ဒီလိုမျိုးတော့မဟုတ်ပါဘူး။ကျွန်တော်တို့ဆွေးနွေးစရာရှိရဆွေးနွေးအရန်ပြောဖို့ကောင်းပါတယ်နော်။ဆွေးနွေးစရာရှိရဆွေးနွေးမယ်။ငွေချင်းတွေနဲ့ဆွေးနွေးမယ်ပြောမယ် practical လာမယ်တေချာလုပ်မယ်ဆိုတော့အဲ့ဒီသုံးခုကတေချာပေါက်လုပ်ရမှာဖြစ်တယ်။ဒါအပြင်အဲ့ဒီသုံးခုတာတင်တဲ့အမယ်ဆိုရင်တော့ကျွန်တော်တို့အပေါ်အနေနဲ့လုပ်ငန်းဝင်တဲ့အခါမှာဥဆောင်တဲ့စွမ်းရည်တွေကိုယ့်ဘဝရည်ရွယ်ချက်တွေကိုလုံးဝအမြင့်ဆုံးရှာဖွေတွေ့ရှိနိုင်တဲ့ဥဆောင် technique တွေ Neo Linguistic Programming NLP နဲ့ပေါင်းစပ်တဲ့ပညာရပ်တွေကိုကအပေါ်အနေနဲ့အဆောင်ရမှာဖြစ်ပါတယ်။ဒီသင်တန်းကျောင်းရဲ့လိပ်စာကတော့ကျွန်တော်တို့ပန်ဆိုရန်အလယ်ဘလောက်မျိုးထဲမှာရှိပါတယ်။ U International College YNC ကတော့ကျွန်တော်တို့ရွှေကုန်းတိုင်းမှာကိုမင်းကိုချင်းလမ်းမှာရှိပါတယ်ဖွင့်လှစ်ထားပါတယ်။ဒီလိုအများကြီးပါ